ရှင် Shine Zone Channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ကျမရဲ့ YouTube Channel လေးမှာအိတ်ဆဲနဲ့ပတ်သက်ပြီးတော့မှဒီ video လေးလည်းမျှဝေပြတာကြပြီဆိုတော့ဒီနေ့မှာတော့ကျမကအိတ်ဆဲရဲ့အခြေခံ basic function လေးတွေကမှ if not all တွဲသုံးတဲ့ function လေးကိုဒီ video လေးမှာမျှဝေပေးပါမယ်ရှင်။အဲ့တော့ if not all function လေးတွေကိုကျမတို့သုံးတဲ့အခါမှာ if function လေးဆိုတာကလည်း Excel ရဲ့အကြီးက basic function လေးဖြစ်တယ် all function လေးကလည်းဒါ Excel ရဲ့ basic function လေးရဲ့မှာပါတယ်ပေါ့ဟုတ်ပြီဒါဆိုရင်ဘယ်လိုအခြေအနေမျိုးတွေမှာပေါ့နော်ကျမတို့ဒီ if တွေ or တွေကိုသုံးနေဆိုတာလေးကိုကျမတို့ရှေ့က video လေးမှာလည်းကျမမျှဝေပေးထားရတာရှိပါတယ်ဒါပေမဲ့အခုဒီနေ့မှာတော့ကျမကဒီပေါ့နော်ဒီnumber နှစ်ခုပေါ့နော် first number နဲ့ second number မြောက်လိုက်တဲ့အခါမှာပေါ့နော်ကျမတို့လိုချင်တဲ့ result လေးတွေရတယ်ပေါ့အဲ့ဒီ result လေးကတခါကြရင် first number မှာပဲဖြစ်ဖြစ် second number မှာပဲဖြစ်ဖြစ်0ဖြစ်နေတဲ့အချိန်မှာကျမတို့ကဒီမြောက်လက်ကထွက်လာတဲ့မြောက်လက်ကို3ညအနေနဲ့မပေါ်ခြင်းပေါ့0အနေနဲ့မပေါ်ခြင်းတဲ့အခါမှာဒီ if not all function လေးကိုသုံးပြီးတော့ဘယ်လိုမျိုးပြုလုပ်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာမျှဝေပေးပါမယ်ရှင်အခုဆိုရင်ကျမကဒီမှာဒီဘက်က first number နဲ့ second number မျှောက်လိုက်တာမှာသူ့ရဲ့မျှောက်လက်လေးကဒီမှာထွက်လာရပါတော့ဟုတ်ပြီဒါဆိုရင်ကျမကဒီရှေ့မှာ0လို့ထည့်ကြည့်လိုက်မယ်နော် enter ရိုက်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီအထိကလည်း formula ဝင်နေတာဖြစ်တဲ့အတွက်သူ့မှာလုံးဝ0နဲ့နောက်ကကဏ္ဍတစ်ခုပေါ့နော်သူ့ကို23လို့ထားလိုက်မယ်ဒီနဲ့မျှောက်ရင်တကယ်ရလက်က result က0ပဲထွက်မှာဒါပေမဲ့ဒီမှာကျတော့လုံးဝ0ထွက်မနေဘူးဒါဆိုရင်ဒီလိုမျိုး0ဖြစ်မနေအောင်လို့ကျမကဘယ်လိုမျိုးလုပ်ထားလဲဟုတ်ပြီဒုတိယအခွင့်မှာ0ရိုက်ပြီးတော့ first number နေရာမှာကျမက43လို့ရိုက်လိုက်တယ်သူကဒီမှာ0မထွက်ဘူးအဲ့တော့မြောက်တဲ့နေရာမှာတစ်ခုခုက0ဖြစ်နေမယ်ဆိုရင်ပေါ့နော်သူ့ရဲ့မြောက်လက်အနေနဲ့0ထွက်ရမယ့်ဟာကိုဒီနားမှာ0မထွက်အောင်လုပ်ထားပါအဲ့ဒါကိုကျွန်မက if not all function လေးကိုအသုံးပြုပြီးတော့လုပ်ထားပါဒါဆိုရင်ဒီ function လေးဘယ်လိုသုံးထားလဲဆိုတော့ကျွန်မပြောပြအောင်ရှင်အဲ့တော့ဒီဟာလေးကို delete ရှင်းလုပ်လိုက်ပါမယ်ဟုတ်ပြီအခုပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာမျှောက်မယ်ခါတိုင်းလို့ဆိုရင်ကျွန်တော်က equal เนาะဒါမှမဟုတ်ရင် product function လေးနဲ့မျှောက်တယ်ပေါ့เนาะ equal ဆိုပြီးကျွန်တော် first number ပြီးရင် asterisk လေး star လေးကိုနှိပ်လိုက်တယ်ပြီးရင် second number ပြီး enter ခေါက်လိုက်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတိုင်းလေးဆွဲချသွားလိုက်မယ်เนาะ auto fill လေးနဲ့ဆွဲချလိုက်တဲ့အခါမှာဒီမှာကfirst number မှာပဲဖြစ်ဖြစ် second number မှာပဲဖြစ်ဖြစ်0ဖြစ်နေကြတယ်ဆိုရင်သူက0 result ကြီးထွက်နေဟုတ်ပြီဒါဆိုရင်ဒီ0 result ကြီးကိုကျွန်တော်ကမထွက်ချင်ဘူးမထွက်ချင်ဘူးဆိုကျွန်တော်ကဘယ်လိုလုပ်မှာလဲဆိုရင်ကျွန်တော်ကဒီနေရာလေးမှာလာပြီးတော့ပြင်ရမယ်ပေါ့နော်အဲ့တော့ if all function ကိုကျွန်တော်သုံးမယ်အဲ့တော့အရင်ဆုံးเนาะအရင်ဆုံး equal ပထမဆုံးအနေနဲ့ကျွန်တော်က if function လေးကိုသုံးမယ် if เนาะ if function လေးကိုသုံးလိုက်မယ်အဲ့တော့ if function လေးသုံးပြီးတော့ကျွန်မ all function လေးကိုသုံးမယ် if function ရဲ့ logical test နေရာမှာကျွန်မဘာထည့်လိုက်မှာလဲဆို all function လေးကိုထည့်မှာအဲ့တော့ all function ရဲ့သဘောတရားကကြာတော့ကျွန်မကဘောနော်တစ်ခုမဟုတ်တစ်ခုကဘောနော်ဒီ root တစ်ခုကနဲ့သူ့ logic တစ်ခုကတစ်ခုမဟုတ်တစ်ခုကိုက်နေခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီ result ကိုပြမယ်ပေါ့နော်အဲ့ဆိုတော့ all function လေးမှာကျွန်တော် logical 1 logical 2ရှိအဲ့တော့ all function လေးကကျွန်တော်ဒီမှာပထမဆုံး first number ကเนาะ equal ဘာနဲ့ညီခဲ့မယ်ဆိုရင်0နဲ့ညီခဲ့မယ်ဆိုရင်ဟုတ်ပြီပြီးရင်သူက logical 1ပြီးရင်နောက်တစ်ခုကျွန်မ logical 2ဆက်ပြီးယူအောင်ပါဟုတ်ပြီနော်ဘာလို့လဲဆိုတော့ကျွန်မ logical 1တစ်ခွက်ထဲယူလိုက်တယ်ရတယ်ဟုတ်ပြီနော်ဒီမှာဆိုကျွန်မ logical 1တစ်ခွက်ထဲယူပြန် all function လေးဒါဆိုပြီးသွားပြီအဲ့တော့ point ပြန်ပေးလို့ all function လေးကပထမ first number က0ဖြစ်ခဲ့တယ်ဆိုရင် comma ဒါဆိုရင် if function ရဲ့ value if true ဆိုတဲ့နေရာကိုရောက်သွားပြီအဲ့ဆိုရင် all function လေးက G4 first number က0ဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်မှာလဲပေါ့မှန်တဲ့တမ်းပေါ့အဲ့ဆိုရင်0ဖြစ်ခဲ့မယ်ဆိုရင်ကျွန်မကဒီမှာဘာမှမလိုချင်ဘူးသူ့ကိုဒီ double quotation လေးเนาะမျက်တောင်ဖွင့်ပေးပြီးတော့သုံးလိုက်တယ်ဒါမှမဟုတ်ဒီနားမှာ space bar လေးချပြီးတော့သုံးနေရတယ်ဒါမှမဟုတ်ကျွန်မတို့လိုချင်တဲ့ dash လေးခံလိုက်လည်းဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ကိုကြိုက်တယ်လို့တွားလို့ရတယ်ကျွန်မကကြတော့ဒီမှာဒီလိုမျိုး space bar လေးပဲsorry ဒီ double quotation လေးကိုနှစ်ခါသုံးပေးလိုက်ပြီးသွားရင်ဟုတ်ပြီ comma ကုတ်လိုက်မယ် value if for တကယ်လို့မြန်မညီခဲ့ဘူးဆိုရင်ဘာဖြစ်မှာလဲဆိုရင်ကျွန်မကကြတော့ဘာနဲ့ဘာနဲ့မြှောက်လောက်ပြတယ်သူနဲ့ဟုတ်ပြီเนาะအဲ့တော့အမြောက်သူနဲ့မြောက်လာကိုပြမယ်လို့ကျွန်မအဲ့လိုရေးလိုက်မယ်။ရေးလိုက်ပြီးကျွန်မခွင်းပြန်ပေးလိုက်မယ်။ဟုတ်ပြီဒါဆိုရင် all function လေးပထမဆုံး first number G4 လေးက0နဲ့ညီခဲ့တယ်ဆိုရင်0ဖြစ်နေတဲ့အတွက်သူနဲ့မြောက်ရင်0ထွက်မှာမဟုတ်လို့အဲ့နေရာမှာ0လို့မပြတော့ဘူးဒီတိုင်းလေးပဲ blank လေးထားခဲ့မယ်။ဟုတ်ပြီတကယ်လို့မြန်0မဖြစ်ခဲ့ဘူးဆိုရင်ကိန်းဂဏန်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင်တော့သူတို့နှစ်ခုမြောက်လက်ကိုပြပါလို့ကျွန်မကရေးလိုက်ပြီး enter ခောက်ချင်ဒါဆိုရင်ဒီလိုမျိုးဖြစ်တာဟုတ်ပြီဒါဆိုကျွန်မအောက်ကို auto fill နဲ့ဆွဲကြည့်မယ်ဟုတ်ပြီနော်
ကဲဒါဆိုရင်ကြည့်လိုက်ပါကျမရေးထားတဲ့ကုတ်မှာဆိုရင် first number လေးက0ဖြစ်နေတဲ့အကွက်မှာဆိုသူကဒီမှာ0ထွက်ရမယ်ဒါနဲ့သူလုံးဝမပြောင်းဒါပေမဲ့ဒုတိယအကွက်မှာကျတော့ဒီ second number နေရာမှာ0ဖြစ်နေ0နဲ့43နဲ့မြှောက်လိုက်0ပဲပြန်ဒါဆိုရင်ဒီနားမှာ0ကပြနေပြီဟုတ်ပြီဒါဆိုရင်ကျမကဘာဖြစ်လို့အဲ့လိုဖြစ်သွားလဲဆိုရင်ကျမကဒီရှေ့ကကုတ်မှာတော့ကကြတော့ first number ကိုပဲ0ဖြစ်တယ်ဆိုပြီးတော့ function လေးမှာလည်းရေးထားတယ်အဲ့ဆိုတဲ့အတွက်ကျမက logical 1လေးကိုပဲသုံးထားခဲ့ရဆိုတဲ့အတွက်နောက်ထပ် logical 2 တခုကိုထပ်ယူပေးမယ်ဟုတ်ပြီဒါဆိုရင်ကျမကဒီနောက်မှာ comma လေးကုတ်ပြီးတော့မှ logical 2အနေနဲ့ second number ကရော equal 0နဲ့ညီခဲ့မယ်ဆိုရင်ဒါဆိုရင်ကျမတို့ကဘာမှမပြဘူးဒီနားလေးမှာ blank လေးထားခဲ့မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ first number သို့မဟုတ် second number တစ်ခုခုကပေါ့နော်0နဲ့မညီခဲ့ဘူးဆိုရင်တော့သူတို့နှစ်ခုရဲ့မြောက်လက်ကိုပြပါဆိုပြီးကုတ်လေးကိုပြင်နေတာပြင်ပြီးသွားရင်ကျမတို့ကသူ့ကို auto fill လေးပြန်လုပ်ပေးရမယ်ဟောဒါဆိုရင်တော့ကြည့်လိုက်ပါမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဒီမှာက first number မှာ0ဖြစ်နေတာပဲဖြစ်ဖြစ် second number မှာ0ဖြစ်နေတာပဲဖြစ်ဖြစ်သူတို့နှစ်ခုကိုproduct လုပ်လိုက်တဲ့အခါမှာเนาะသူမြောက်လိုက်တဲ့အခါမှာမြောက်လက်တွေကလုံးဝ0ဖြစ်မနေတော့ဘူးသူကဘာဖြစ်နေလဲဆိုရင်ဒီမှာ blank လေးပေါ့ကိုရွေးချယ်ပြီးထားလိုက်တဲ့အတိုင်းကြီးခုလိုမျိုးလေးပေါ်လာမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျမတို့ဒီမြောက်လက်တွေနဲ့မဟုတ်ဘဲနဲ့ကျန်တဲ့အစားတွေကိုလည်းအဲ့လိုပုံစံမျိုးနဲ့သုံးလို့ရတယ်အစားပုံစံမှာဆိုရင်လည်းရှေ့ကကိန်းကနန်းကိုစားလိုက်တဲ့အခါမှာဘောနော်နောက်ကဒီတန်မိုးကအပေါ်က first number က0ဖြစ်နေရဆိုရင်နောက်ကတန်မိုးက0ကိုတခြားကိန်းကနန်းတစ်ခုနဲ့ဆိုင်0ပဲထွက်လာမှာဆိုတဲ့အတွက်အဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုရင်ကျမတို့ဒီလိုပုံစံလေးနဲ့သုံးပြီးတော့ဘောနော်အသုံးပြုလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျမတို့Excel ရဲ့ visit function လေးတွေဖြစ်တဲ့ if not all လေးတွေကိုသုံးပြီးတော့မှဒီလိုမျိုးကိုလိုချင်တဲ့ပုံစံလေးတွေကိုဖန်တီးပြီးတော့မှကိုလိုအပ်တဲ့လိုအသုံးပြုလို့ရတယ်ဆိုတာလေးကိုမျှဝေပေးထားတာဖြစ်ပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်